အခန်း3မျိုးစားကြီးအိုစီယန်ဤမှော်ဝင်မှန်အီဂျစ်သည်အတ္တလန်တစ်နှင့်ဆက်သွယ်မှုရှိခဲ့ကြောင်းအရှိခန်းများ၌ရေးသားခဲ့ပြီးဖြစ်ပေသည်အီဂျစ်အကြောင်းရေးသားလျင်ပီရမစ်အကြောင်းများလည်းပါသလိုပီရမစ်အကြောင်းများရေးသားမည်ဆိုလျင်လည်းအတ္တလန်တစ်အကြောင်းများနှင့်ပတ်သက်သောအကြောင်းအရာများကဆက်နွယ်လျက်ရှိပေသည်ပီရမစ်ကြီးများမှာအီဂျစ်၌စတင်ပေါ်လာခဲ့ခြင်းမဟုတ်ပါပေရှေးဟောင်းအတ္တလန်တစ်တိုက်သားများနေထိုင်ခဲ့ကြသောတောင်အမေရိကတိုက်ရှိပီရူမက္ကဆီကိုဂွာတီမာလာတို့၌လည်းပီရမစ်ကြီးများတိစောက်အသုံးပြုခဲ့ကြပေသည်ရှေးနှစ်ပေါင်းများစွာကတည်ထားခဲ့သောပီရမစ်ကြီးများတွင်ပစ္စယ30 50 80စသဖြင့်နေဇံဖျားအထက်မှအောက်သို့ကြွဆင်လာပုံကိုတရုတ်ဖော်ဆောက်လုပ်ကြလေသည်အီဂျစ်တို့ကမူရာခေါ်နေနဖျားကိုပီရမစ်များဖြင့်ရည်ညွှန်းဆောက်လုပ်ကြသည်တချို့သူသည်များကမူပီရမစ်ကြီးများဆောက်လုပ်ခဲ့ကြသောရည်ရွယ်ချက်မှာထွက်ရပေါက်စခန်းသွားသူများအတွက်ထုံကူးရန်တဏ္ဍာအဖြစ်အသုံးပြုရန်ဆောက်လုပ်ခဲ့ကြသည်ဟုမှတ်ချက်ချသည်တချို့ကလည်းအီဂျစ်ပြည်နိုင်မြင့်ကြီးသည်မကြာခဏရေကြီးခြင်းရေရှမ်းခြင်းသဲမုန်တိုင်းများတိုက်ခတ်မှုများကြောင့်အဖိုးတန်ဌာပနာပစ္စည်းများမပျက်စီးမဆုံးရှုံးလေရအောင်ကြီးမားခိုင်ခန့်သောပီရမစ်ကြီးများကိုဆောက်လုပ်ပြီးပီရမစ်ကြီးများ၏အောက်ခြေတွင်ဌာပနာပစ္စည်းများကိုတိတ်ဆိတ်ခဲ့ကြခြင်းဖြစ်သည်ဟုရေးသားထားကြသည်အီဂျစ်၌ရှိသောပီရမစ်များအနက်73ဧကကျယ်ဝန်းရှိသောမဟာပီရမစ်ကြီးမှာအကြီးမားဆုံးဖြစ်ပြီးတော့ကမ္ဘာအံပွဲ9ပါးတွင်လည်းတစ်ပါးပါဝင်ဖြစ်သည်ပီရမစ်နေရန်မှတ်တမ်းများအရမဟာပီရမစ်ကိုတည်ဆောက်ခဲ့စဉ်ဒူဝင်ကျဲသည်အနှိမ့်ဆုံးသို့ရောက်ရှိနေပြီးနက္ခတ္တရာများလည်းမွန်တက်ချိန်ဖြစ်ကြောင်းသိရသည်ဤနက္ခတ်အနေထားအရနက္ခတ်ဗေဒနည်းဖြင့်တွက်ချက်ပါကမဟာပီရမစ်တည်ဆောက်ခဲ့သောအချိန်ကာလမှာလွန်ခဲ့သည့်နှစ်ပေါင်း3000ခန့်ရှိပြီဖြစ်ကြောင်းသိနိုင်ပေသည်တမိုင်းပညာရှင်များကတော့မဟာပီရမစ်ကြီးကိုလွန်ခဲ့သောနှစ်ပေါင်း6000ခန့်ကတည်ဆောက်ခဲ့သည်ဟုယူဆကြသည်မဟာပီရမစ်မှာအစောဆုံးဆောက်လုပ်ခဲ့သောပီရမစ်များအနက်အဓိကအကျဆုံးနှင့်အရေးပါဆုံးပီရမစ်ဖြစ်သည် BC 3000နောက်ပိုင်းဆောက်လုပ်ခဲ့သောပီရမစ်များသည်မဟာပီရမစ်ကြီးလောက်တန်တမ်းမရှိကြသေးပေတချို့သမိုင်းလေ့လာသူများကတော့ပီရမစ်များဆောက်လုပ်ခဲ့ခြင်းမှာဂူတင်ချိုင်းပိတ်မှန်အဖြစ်အသုံးပြုရန်ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ကြောင်းမှတ်ချက်ချလေသည်နောက်ပိုင်းဆောက်လုပ်ခဲ့သောပီရမစ်များမှာတင်ချိုင်းဂူများအဖြစ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းမှန်တော်လဲမဟာပီရမစ်ကြီးအပါအဝင်ရှေ့ပိုင်းဆောက်လုပ်ခဲ့ကြသည့်ပီရမစ်များကတော့ထို့သို့မဟုတ်ပေဘရင်တင်ချိုင်းဂူများအတွက်အသုံးပြုရန်အတွက်သာမဟုတ်ပဲသာသနာရေးကိစ္စများဆောင်ရွက်ရန်ဖျားအဖြစ်တော်၎င်းတိမ်အဖြစ်တော်၎င်းမဟာကန္နာ၏ပညာအရထုတ်ကူးရန်တဏ္ဍာဖြစ်တော်၎င်းအသုံးပြုရန်ရည်ရွယ်လျက်ဆောက်လုပ်ခဲ့ကြခြင်းဖြစ်သည်ပီရမစ်ကြီးတည်ဆောက်ရန်အတွက်တတုံးလျင်တဒံအလေးချိန်ရှိသောကြောင်တုံးပေါင်း23သိန်းအသုံးပြုပြီးတည်ဆောက်ခဲ့ခြင်းပဲဖြစ်သည်အမြင့်ပေ482ပေရှိပြီးအောက်ခြေ square ပေမှာ965ပေရှိသည်လွန်ခဲ့သောနှစ်ပေါင်း3000ခန့်ကအီဂျစ်ပြည်၌ရှိသောလူဦးရေဖြစ်တည်ဆောက်ပါကမြင်းများကြောင်ဆောက်လုပ်ရမည်မြည်သောမြည်ဖို့ဆောက်လုပ်ခဲ့ရမည်ကိုတော့အမျိုးမျိုးစဉ်းစားအဖြေထုတ်နေကြဆဲဖြစ်သည်ယခုခေတ်အင်ဂျင်နီယာများကလွန်ခဲ့သောနှစ်ပေါင်းများစွာကအီဂျစ်ပြည်မှာရှိနေသောလူဦးရေအသုံးပြုသောလက်နက်ကိရိယာများကိုအသုံးပြုပြီးဤမျှလောက်ကြီးမားသောအဆောက်အဦကြီးအားမြည်သောမြည်ဖို့ဆောက်လုပ်ခဲ့ကြသည်ကိုစဉ်းစား၍အဖြေရှာကြတော့လဲအဖြေမရနိုင်ပဲရှိနေကြသည်အင်ဂျင်နီယာများကသိပ္ပံနည်းဖြင့်အဖြေရှာ၍မရကြတော့လဲကဏ္ဍဤပညာရှင်များကတော့ဝိဇ္ဇာနည်းဖြင့်အဖြေသိကြလေသည်အီဂျစ်တို့သည်ထိုမြလေးလံသောကြောက်တုံးကြီးများကိုတနေရာမှတနေရာသို့ရွှေ့ရာတွင်လူအားဖြင့်ရွှေ့ပြောင်းခြင်းမဟုတ်ဘဲနဲ့မန္တဟူသောအတန်ဆွမ်းအားဖြင့်ကြောက်တုံးများကိုအမိတ်ပေးပြီးလိုသောနေရာသို့ရောက်အောင်ရွှေ့ပြောင်းခဲ့ကြသည်ဟုဆိုကြသည်ကြောက်တုံးကြီးများကိုအတန်ဆွမ်းအားဖြင့်မန္တဆိုပြီးတည်ယူရွှေ့ပြောင်းပြီးထိုမှကြီးကျယ်သောပီရမစ်ကြီးဖြစ်လာအောင်တည်ဆောက်ခဲ့ရုံသာမကထိုသို့တည်ဆောက်ရမှာလည်းတိတ်ထိရှိသောပုဂ္ဂိုလ်များနှင့်ဝိညာဉ်တို့၏အကူအညီလည်းပါဝင်ခဲ့ကြသည်ဟုမှတ်ချက်ချသည်ရှေးအခါလူနည်းစုသာတည်ရှိပြီးတည်ဆောက်ရန်လက်နက်ကိရိယာများလည်းမရှိသောအီဂျစ်ပြည်တွင်တတုံးလျင်တဒံမြလေးသောကြောက်တုံးကြီးပေါင်း23သိန်းကိုလိုသောနေရာရောက်သည့်အထိတည်ယူနိုင်ခြင်းမှာမန်နန်ဆွမ်းအားအတန်ဆွမ်းအားကြောင့်ပဲဖြစ်သည်ဟုဆိုခြင်းမှာလည်းစိတ်ဝင်စားစရာပဲဖြစ်၏မြန်မာနိုင်ငံမှာလည်းကြိတ်တီယိုစီရီယိုတည်ထားသောကြောက်လုံးတော်ကြီးကိုပင်လယ်သမုဒ္ဒရာရဲ့အောက်မှတောင်ထိပ်ပေါ်သို့ရောက်သည့်အထိတရားမင်း၏တကူဆွမ်းအားဖြင့်တည်ယူပို့ဆောင်ပေးခဲ့ကြောင်းတမိုင်းမှတ်တမ်းများအရရေးသားဖော်ပြခဲ့ကြရသည်
ရုပ်ဝါဒနှင့်သိပ္ပံပညာထွန်းကားကား19ရာစုနှင့်20ရာစုအစောပိုင်းတွင်ကဏ္ဍဤပညာမှာလူရည်စရာဖြစ်လာခဲ့တော်လဲယနေ့ခေတ်သိပ္ပံပညာသည်ရုပ်လောကနယ်ကိုကျော်ပြီးနာမ်လောကနယ်ပယ်အတွင်းသို့ဝင်ရောက်လာသောအခါဤချစ်ကဏ္ဍဤပညာနှင့်ပတ်သက်ပြီးတတိပြုစရာများလည်းရှိလာသည်ထိုမြလေးလံသောကြောက်တုံးကြီးများကိုအတန်ဆွမ်းအားဖြင့်လူသောနေရာသို့ရွှေ့ပြောင်း၍ထိုမြကြီးမားသောပြရမစ်များကိုတိစောက်ခဲ့သည်ဟုဆိုသောကဏ္ဍဤပညာရှင်များ၏အဆိုကိုလက်ခံနိုင်စရာဖြစ်လာကြသည်ဤချစ်ပြည်ကိုနပိုလီယံတိုက်ခတ်ခဲ့ပြီးနောက်တွင်အီဂျစ်တပြည်လုံးအားမြေတိုင်းတာစေခဲ့သည်မြေတိုင်းအဖွဲ့သည်မဟာပရမစ်သည်နေမိုးတရာအရက်ဖြစ်သောကြောင့်ထိုနေရာမှာပင်လောက်ကြီးကျုမြဲစတင်ရေးဆွဲခဲ့သည်နောက်သောအခါနေမိုးတက်အမှတ်သည်အီဂျစ်ပြည်တွင်သာမကတကမ္ဘာလုံးအတွက်မိုးတက်မြင့်များဖြစ်လာခဲ့လေသည်ထို့ကြောင့်မဟာပရမစ်သည်တကမ္ဘာလုံး၏တဘာဝတုံညာအမှတ်ဖြစ်လာသည်ထို့ပြင်မဟာပရမစ်အမြင့်ကိုတသန်းနှင့်မြောက်လျင်နေနှင့်ကဘာအကွာအဝေးသည်198,300ကီလိုရသည်ပရမစ်၏နေရန်တစ်ဖက်ကိုကုဘဖြင့်စားလျင်တပတ်လေသောနေ၏ကိန်းကနန်းကိုရသည်ပရမစ်မအူသည်မြောက်ရ၌ရှိသောဒူဝင်ကျဲနှင့်တက်တဲ့ဆောက်လုပ်ထားသည်ပရမစ်နေရများတစ်ခုနှင့်တစ်ခုဆက်ဆက်နေမှုသည် Golden Ratio ခေါ်ရွှေအချိုးပင်ဖြစ်ရာလေးလာကြသောသိပ္ပံပညာရှင်များအတွက်များစွာအံ့ဩဖွယ်ရာဖြစ်သည်ပရမစ်တိဆောက်ရတဲ့အသုံးပြုသောတင်ချာတွက်နီမှာ Fibonacci ကိန်းစဉ်များဖြစ်သည် Fibonacci ကိန်းစဉ်ဆိုသည်မှာ1 1 2 3 5 8 13 21ရှေ့ကိန်းနှလုံးပေါင်းရာကိန်းသည်နောက်ကိန်းဖြစ်သောကိန်းစဉ်ဖြစ်သည်ပရမစ်များရဲ့အနားကိုနှစ်ဖြစ်စားလျင်3.144ရလျာပိုင်ကိန်းဖြစ်သော3.146နှင့်အလိုနီးစပ်နေကြောင်းတွေ့ရပေမည်ယခုခေတ်တွင်လည်းရုရှားနှင့်ချက်ကိုစလက်မှသိပ္ပံပညာရှင်များသည်ပရမစ်များကိုလေ့လာရ၌အစားအုပ်အတိုင်းအတာအချိုးအစားနှင့်တံတို့မှာအံ့ဩဖွယ်ရာကောင်းလာအောင်သိပ္ပံနည်းကျဖြစ်နေသည်ကိုလေ့လာတွေ့ရှိရလေသည်အထူးသဖြင့်ပရမစ်ပုံသဏ္ဍာန်ဖြစ်သောတရိကန်နေရန်၄ဘက်ကအရန်သည်ရေဓာတ်ကိုခန်းချောက်စေသည့်တတိရှိကြောင်းတွေ့ရသည်မုတ်ဆရိတ်သောပရိတ်ထားများမှရင်ငွေ့ချောက်တန်ချေးတက်ပြီးအသုံးမရဖြစ်သွားတတ်သည်ရင်းပရိတ်ထားများကိုအသုံးပြုပြီးနောက်ပရမစ်တံပြုလုပ်ထားသည့်ဘူးတွင်းသို့ထည့်သားပါကဆယ်ဆပို၍အသုံးပြုနိုင်ကြောင်းတွေ့ရသည်ထို့ကြောင့်ပရမစ်ပုံသဏ္ဍာန်ပရိတ်ထားဘူးများကိုမူပိုင်မှတ်ပုံတွေပြုလုပ်ပြီးရောင်းချကြလေသည်ချီကာဂိုစင်ချေဘုံတွင်အီနန်ဆိုသူက54ပေမြင့်သောပရမစ်ပုံသဏ္ဍာန်တိုက်ဆောက်ပြီးရွှေချက်များနှင့်ကာရန်ထားလေသည်သူ၏ပရမစ်အိမ်သို့ရောက်လာကြသောဧည့်သည်များကထိုထဲသို့ရောက်သည့်နှင့်သွေးတိုးရောဂါအဆရှိသောရောဂါအတော်များပျောက်ကင်းသွားကြောင်းပြောဆိုကြသည်1986ခုနှစ်တွင် New Week မဂ္ဂဇင်းတွင်ပုံနှင့်တကွဖော်ပြခံထားရလေသည်တခြားသောသူသည်များ၏အတွေ့အကြုံအရပရမစ်တဲတွင်တက်ခဲများအားပြန်ဝင်လာသည်အစားအစာများမပုတ်မတိုးပဲအကြာကြီးထား၍ရသည်မျိုးစေ့များပုံမရှင်သန်လာသည်ယောဂများအမြန်ပြောက်သည်လိန်စွမ်းအားများတန်မာလာသည်လူနာများအနေဖြင့်နလန်ထမြန်သည်ကော်ဖီခွက်ကိုမိနစ်20ခန်းထားလိုက်လျင်အခါပြောက်ပြီးပုံမစိတ်လာသည်ပရမစ်ထဲတွင်နေသူသည်အိတ်လိုကောင်းစားလိုကောင်းလာသည်စိတ်များကြည်လင်လာသည်အကြဓာတ်များနှင့်အမြင်ဓာတ်များထိုးခြားစွာပေါ်လာသည်အာယုံဆူဆိုင်မှုနှင့်တရားရှုမှတ်မှုပိုကောင်းလာသည်1980ကျော်နှစ်များအတွင်းကပလတ်စတစ်နှင့်တစ်သားများဖြင့်အရှင်ပြုလုပ်ထားသောပရမစ်တဲများကိုလည်းရောင်းချတရားထိုက်သူများကအသုံးပြုကြသည်ပရမစ်တဲအတွင်းဘာဝနာပွားလျင်အလွန်တမာသည့်အားကောင်းသည်ဟုကြော်ညာလျက်ရောင်းချကြသည်ပရမစ်စွမ်းအင်ဤများရှိနေသောကြောင့်ရှေးထွက်ပေါက်ပုဂ္ဂိုလ်ကြီးများကပရမစ်ကိုဖျားเจ้าဖြစ်သော၎င်းဗိသိက်သွင်းရာတိမ်ဖြစ်၎င်းထုံကူးရာဒဏ္ဍဖြစ်၎င်းဒဏ္ဍဤပညာများသင်ကြားလေ့လာရာတခွဲခန့်ဖြစ်၎င်းစိတ်ကူရာစိတ်ခန့်နှင့်တခွဲခန့်ခွဲစိတ်ခန့်ဖြစ်၎င်းအသုံးပြုရန်တိဆောက်ခဲ့ကြခြင်းဖြစ်သည်မဟာပရမစ်တွင်အဆောင်9ဆောင်ရှိပြီးတစ်ဆောင်စီကိုဒူဝင်ကျောင်းဆောင်ကျိဋ္ဌိကကျောင်းဆောင်ဝိတာခကျောင်းဆောင်ဇေထကျောင်းဆောင်စသဖြင့်နက္ခတ်အမည်များပေးထားသည်ရှေးဟောင်းအီဂျစ်တွင်ဘာသာရေးနှင့်ကဏ္ဍဤပညာမှာရှင်တွဲလျက်ရှိရာဤပရမစ်ရှိခန်းဆောင်အချို့ကိုဖျားเจ้าဆောင်အဖြစ်အသုံးပြုပြီးတချို့ချမ်းဆောင်များကိုကဏ္ဍဤပညာနှင့်အထွေထွေလုပ်ငန်းများအတွက်အသုံးပြုကြသည်ကဏ္ဍဤပညာသင်ကြားရာထုံကူးရာအဆောင်များကိုမူသက်ဆိုင်သူများအပတခြားသူများဝင်ရောက်ခွင့်မရှိချေပရမစ်တိဆောက်ခါစားကအထက်ပါဖော်ပြပါခဲ့သို့ဘာသာရေးနှင့်ကဏ္ဍဤပညာစခန်းအတွက်သာအသုံးပြုခဲ့ကြတော့လဲနောင်ကာလရွေ့လျော်ပြီးအရေးအချင်းညက်ဖြင့်သောအခါတွင်ဘရင်နှင့်မိဖုရားတို့၏ဂူသင်းကြိုက်ဖြစ်လာသည်
တိုးအတွက်ကြောင့်ပဲမဟာပရမစ်ထဲတွင်အလောင်းမရှိခေါင်းမရှိတေစာမရှိပဂရိတန်ရှင်းစင်ကြယ်လျက်ရှိပေသည်အီဂျစ်သည်ရှင်းနှစ်ပေါင်းများစွာကတည်းကတည်ရှိခဲ့သောနေရာဖြစ်သလိုဂမ်ဘီယာနှင့်ပတ်သက်၍လည်းမြင်ဖျားခံရာတစ်ခုဆိုလည်းမမှားပါချေထိုးကြဆန်းကျဲသောအဖြစ်ပြက်တွေများစွာလည်းရှိခဲ့ကြပေသည်ပရမစ်ကြီးများနှင့်ပတ်သက်ပြီးလျှို့ဝှက်ချက်များရှိမိဟုထင်သောကြောင့်စိတ်ဝင်စားစရာအမြောက်အများလည်းရှိခဲ့သည်အချို့တွင်လည်းအတွင်းသို့ဝင်ရောက်နိုင်ရန်ကြိုးစားကြသည်အချို့လည်းအတွင်းသို့ဝင်မရောက်နိုင်မဲ့လက်လျှော့သွားကြသည်အချို့လည်းအတွင်းပိုင်းသို့တင့်တော်သလောက်ရောက်ခဲ့ကြသည်ထိုအပြည့်ပြတ်ချို့မှာအောက်ပါအတိုင်းဖြစ်သည်လွန်ခဲ့သောနှစ်ပေါင်း820ခန့်ကအာရဗ်ဘုရင်တစ်ပါးဖြစ်သောကလီဖာမမွန်ကပရမစ်ကြီးကအတွင်းသို့ဖောက်ထွင်းဝင်ရောက်ရန်သူ့အတော်ဆုံးအင်ဂျင်နီယာများကိုအမိန့်ပေးခဲ့သည်ဘုရင်မင်းမြတ်ဤအလုံးမှာမဖြစ်နိုင်သောအလုပ်ဖြစ်ပါသည်ဟုဝင်ကြီးတစ်ပါးကကန့်ခွက်ခဲ့လေသည်အခုငါလုပ်တယ်ကွယ်ဆိုပြီးဘုရင်ကလည်းတစ်ချက်လို့အမိန့်ချမှတ်ခဲ့လေသည်ထိုအချိန်ကကလီဖာဘုရင်တူးဖော်ခဲ့သောနေရာမှာပရမစ်ကြီးမြောက်ပိုင်းဘက်ဖြစ်သည်ကလီဖာဘုရင်၏စိတ်ထဲတွင်ပရမစ်အလယ်လောက်၌ဖာရိုဘုရင်များထားခဲ့သောယေဒနာတိုက်ဖြစ်မည်ဟုခံမှန်းထားကြလေသည်ကလီဖာဘုရင်မှာတာမန်ဘုရင်တစ်ပါးမဟုတ်ပေစာပေကျမ်းဂန်မြောက်များစွာကိုပြုစုခဲ့သောပညာရှိဘုရင်တစ်ပါးပင်ဖြစ်သည်ဂရိဘာသာဖြင့်ရေးထားသောရှေးဟောင်းကျမ်းစာများကိုအာရေဗီးယားဘာသာဖြင့်ပြန်ဆိုကြရန်သူပညာရှိများအားအမိန့်ပေးခဲ့သူဖြစ်သည်ကလီဖာဘုရင်ထီးနန်းဆိုင်ရာမြို့တော်မှာဘတ်တကတ်မြို့တော်ဖြစ်၍ကလီဖာမှာအီဂျစ်ပြည်တွင်ကြာရှည်မနေနိုင်တော့ဘဲဘတ်ကဒတ်မြို့တော်သို့ပြန်သွားရလေသည်ကလီဖာဘုရင်လူများသည်ဘုရင်အမိန့်အရပရမစ်ကြီးအားလာပေါင်းများစွာတူးဖော်ကြတော့လဲပရမစ်အတွင်းပိုင်းဝင်လန်းသို့မတွေ့ရပေထိုသူတို့သည်အတွင်းပိုင်းဝင်လန်းတစ်ခုကိုတွေ့တော့လဲထိုဝင်လန်းကိုပိတ်ဆို့ထားသောကြောက်တုံးကြီးများအဖောက်ထွင်းရန်လက်နက်ကရိယာမရှိ၍အခက်တွေ့ရပြန်သည်ဟုဆိုသည်၎င်းတို့တွင်ရှိသောလက်နက်ကရိယာများမှလည်းကြောက်တုံးကြီးအားဖောက်ထွင်းချိဖြတ်နိုင်လောက်အောင်အစွမ်းတတ္တိမရှိဟုဆိုသည်အခြားဥမင်လန်းများကိုတွေ့တော့လဲထိုဥမင်လန်းမ၏အဆုံးတွင်ထူထဲသောကြောက်နေရကြီးများကကားဆေးထားသည်ဟုဆိုသည်ဥမင်လန်းများမှာတခါတရံကျဲ၍တခါတရံမတ်တက်ရွ၍မရလောက်အောင်ပင်ကျင်းမြောင်းလာတတ်သည်ဟုဆိုသည်အချို့ကျမ်းပြင်များမှာကြောက်စွန်းကြောက်ခတ်များဖြင့်လမ်းလျှောက်၍မရလောက်အောင်ကျန်းတက်နေတော့လဲတချို့ကျမ်းပြင်များမှာခြေကုပ်၍မရလောက်အောင်ပင်ကြောင်ချောနေတတ်သည်ပရမစ်များ၏ရှုပ်ထွေးသောဝင်းကဘာလိုလန်းစာများသည်ပြော၍လျင်ကုန်နိုင်မည်တောင်မဟုတ်ချေထိုပရမစ်များထဲတွင်ဖာရိုဘီယင်များတည်ဆုံသည့်တစ်ခါတွင်၎င်းယတနာများကို၎င်းတို့နှင့်အတူမြှုပ်ပစ်သည်ကိုဗြိတိရှလူမျိုးများကတင်ရှိသားသဖြင့်ယခုကဲ့သို့တိုက်တူးရန်တည်ရှိဖြစ်သည်ဟုဆိုသည်ဤဗြိတိရှလူမျိုးပထမဘရင်ခန်းဆောင်စီသို့ဝင်ရောက်ကကြိုတင်ဆက်သမှုများကိုစတင်၍လုပ်ကိုင်လေသည်ပထမဦးစွာတန်ကိုအော်၍မြည်သည့်ပမာပဲ့တင်လာသည်ကိုဂရုတစိုက်မှတ်သားထားလေသည်ပဲ့တင်သမှာခေါင်းအထက်မှပြန်လာသည်ဤသို့ဖြင့်ဗြိတိရှလူမျိုးတိုက်သမားသည်ခမ်းမကြီးအကားရံများကိုတေချာစွာဂရုတစိုက်လေ့လာကြည့်ရတွင်ကံအားလျော်စွာလမ်းပေါက်တစ်ခုကိုတွေ့ရှိသွားလေသည်ထိုလမ်းပေါက်မှတဆင့်တက်သွားလျင်မူဘရင်ခမ်းမဆောင်အထက်သို့ရောက်နိုင်သည်ဗြိတိရှလူမျိုးတိုက်တူးသမားသည်ထိုလမ်းကလေးတိုင်းဝမ်းလျာထိုး၍အထက်သို့တက်သွားသောအခါမမျှော်လင့်မဲခမ်းမကြီးတစ်ခုကိုတွေ့ရှိရသည်ဟုဆိုသည်ထိုခမ်းမကြီးအကျယ်မှာပေ20ခန့်ရှိတော်လဲခမ်းမထဲတွင်နိုင်မူဘာပစ္စည်းမှမရှိနေပေတို့ဖြင့်ဗြိတိရှလူမျိုးတိုက်သမားမှစိတ်ပြည့်၍ဘယ်လ်ဂျီးနီးယားနိုင်ငံသို့ပြန်သွားလေသည်တို့ရာတွင်ထိုပုဂ္ဂိုလ်၏ကြိုးပမ်းချက်မှာရှေးဟောင်းသူတွေသည်တို့အဖို့များစွာအကျိုးဖြစ်ထွန်းခဲ့လေသည်မြည်တို့ပင်ဖြစ်စေဤပီရမစ်အတွင်း၌အဖို့မဖြတ်နိုင်သောဖာရိုဘီယင်ကိုဖူ၏ယတနာတိုက်ရှိသည်ကိုအားလူတိုင်းပင်လက်ခံယုံကြည်လျက်ရှိပေသည်အီဂျစ်သည်ပီရမစ်များနှင့်ပတ်သက်သောစမ်းကြံမှုများစွာတို့ရှိသလိုမမ်မီယိုအလောင်းများနှင့်ပတ်သက်သည့်စမ်းကြံမှုများစွာတို့လည်းရှိသေးပေသည်တို့ဖြင့်သိပ္ပံပညာနှင့်စူးစမ်းထောက်လှမ်း၍အဖြစ်မရနိုင်လောက်အောင်စမ်းကြံလာသောအဖြစ်အပျက်များလည်းရှိပေသည်ရှင်းနှစ်ပေါင်းများစွာကဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များမှာယနေ့ထိတိုင်အောင်ဆက်သွယ်ပတ်လက်လျက်ရှိနေကြဆဲပင်ဖြစ်သည်ထိုဖြစ်ပျက်များတွင်လွန်ခဲ့သောနှစ်ပေါင်း200ကျော်လောက်ကတည်းကလူသိများခဲ့သောမျိုးစားကြီးအိုစီယန်၏မရဏကျေးမော်ဟုအမည်ပေးထားသောမော်ဝင်တစ်ချက်အကြောင်းလည်းအပါအဝင်ဖြစ်ပေသည်ထိုမော်ဝင်မှန်ကြောင့်ကြောက်မွေ့ဖွယ်ကောင်းသောအဖြစ်အပျက်များစွာတို့လည်းဖြစ်ပျက်ခဲ့သည်ဤအကြောင်းကိုနောက်အပိုင်းတွင်ဆက်ပြောပြပါမည်